GSX R6 အကြောင်းလေးပြပြမယ်ကျွန်တော်အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မစီးဘူးဘာလို့မစီးလဲဆိုတော့မြန်မာပြည်မှာပုံပြင်စီစောင်းရမ်းရှာခက်တယ်အဲ့တော့ရသွားရင်လည်းအဲ့လိုမျိုး workshop တွေကဘယ်လိုပြပြမလဲလက်ပုတ်တိုက်ပေးလိုက်တာဗျာအဲ့တော့တိုင်ပတ်နေရများတယ်ကျွန်တော်တကယ်ချင်းနေဆိုလည်းလို့ပဲ GSX ကြီးကြောင်ထိုးတာအများကြီးပဲ GSX ကမြန်မာပြည်မှာဈေးသက်တာပဲGSX စီးရဲ့လူတော်တော်များများလည်းနည်းနည်းဘယ်လိုပြောမလဲခေါင်းမကြတယ်ခေါင်းပါတယ်ငါရောက်မမြင်မယ်ကွာသူများပြောတယ်လက်မခံ GSX အရင်ကောင်းတယ်အဲ့လိုမျိုးပေါ့နော်နည်းနည်းခေါင်းမာတဲ့လူတစုကတော့အဲ Suzuki GSX ကိုစီးကြတယ်ဘာလို့ဆိုတော့ဒီဘေးကလည်းတကယ်ကောင်းတယ်999cc inline 4 3 meter horsepower က120ကျော်ထွက်တယ်နော် horsepower 120ကျော်ထွက်တယ်တော့ horsepower 120ကျော်ဆိုတော့ကီလိုက260ဝန်းကျင်လောက်ပဲတက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကကျွန်းနီးလောက်တာမယ်ဘာညာပြီးกว่าဆိုရင်တော့ဗျာ280ကြီး290ကြီးတို့တရားကောင်းရောက်သွားနိုင်မယ်ဒါပေမဲ့သူရဲ့ stock အတိုင်းကတော့ဒါ260ဝန်းကျင်မှာပဲရလိမ့်မယ်ဘေးကတကယ်ကောင်းတယ် east ဖြစ်တယ်ဖင်နယ်ကုန်နေနေအရက်မရှိတဲ့လူတွေလည်းခြေထောက်မှီတယ်နောက်ပြီးတော့ရင်သူရဲ့ suspension တွေ body position တွေတကယ်လည်းမိုက်တယ်နောက်ပြီးတော့သူ့ရဲ့ဆိုင်ကယ်ကတကယ်လည်းဘယ်လိုလဲနာမည်တစ်ချိန်လုံးကနာမည်အရန်ကြီးခဲ့တဲ့ဘိန်း Suzuki ကအဲ့ဒီ line up ကိုအခုချိန်ထိထိန်းထားလို့မယ်အဲ့ဒီဘိန်းကတကယ်ကောင်းခဲ့တဲ့ဘိန်းဒါပေမဲ့မြန်မာပြည်မှာကျတော့ဖြစ်နေတဲ့ပြဿနာ workshop တွေကမနိုင်တာဒါပေမဲ့အရင်တက်စားလို့ကျွန်တော်မြန်မာပြည်မှာနိုင်တဲ့ workshop တွေလည်းအများကြီးရှိလာပြီအဓိကပြဿနာကတော့အပူပစ္စည်းသိမ့်မရှိဘူးဘာလို့စီးရဲ့လူနဲတာဖြစ်တဲ့အတွက်တွင်းတဲ့လူကနဲတယ်တွင်းတဲ့လူနဲတော့ကျွန်တော်တို့ဒီအပူပစ္စည်းရတယ်တအားရှားတယ်အဲ့တော့ Yamaha တို့ Honda တို့ဒါတွေကဒီမှာအရန်ကိုစီးပြီးတော့တအားပြန်ဆင်ရလွယ်နေတာပေါ့နော်အဲ့တော့ဈေးကွက်ထဲမှာလည်းရောင်းနှန်းဝင်နှန်းတအားဟိုမျက်နှာပန်းလှတယ်ပေါ့ဗျာဘယ်လိုကျွန်တော်ပထမဆုံးစဝယ်မယ်တွေးတော့ကကျတော့ GSX 1000R အဲ့ဒီကောင်ဝယ်မှာအပြာရောင်လေးကျွန်တော် next level showroom မှာတွေ့ခဲ့တာကျွန်တော်အဲ့ကောင်နဲ့ခီးရီ trophy vlog လုပ်မယ်ဆိုပြီးတော့ဒါပေမဲ့ကျွန်တော်နောက်ဆုံး video ပဲဝယ်ပြသွားတယ်ဆိုတော့ဟိုကျွန်တော်လည်း GSX ကိုကြိုက်ပေမဲ့ကျွန်တော်မဝယ်ပြခဲ့ဘူးဘာလို့ခဏပြဿနာလေးရှိလို့ဒါပေမဲ့ဘိန်းအရန်ကောင်းတယ်ဘိန်းတန်နေဆိုရင်တော့ဝယ်စီးပါဒါပေမဲ့မဝယ်ခင်မှာဝယ်မဲ့သူကိုကွာတေချာလေးမေးပါကျွန်တော်ဒီဘိန်းကဘာ error လေးရှိတတ်လဲဘာလေးတွေဖြစ်တတ်လဲကျွန်တော်ဘုတ်ပွင့်လင်းလင်းပြောပြပါကျွန်တော်ဒီဘိန်းကိုကြိုက်တဲ့ဖြစ်တဲ့အတွက်ဈေးမစစ်ပါဘူးကျွန်တော်ဝယ်ပါမယ်အဲ့လိုမျိုးပြောဝယ်ကျွန်တော်လည်းကျွန်တော်ဝယ်သမျှကားတွေဆိုင်ကတွေကျွန်တော်အဲ့လိုပဲပြောဝယ်တာကျွန်တော်ဈေးလည်းပို့ပြီးတယ်ဈေးမစစ်ဘူးသူတို့က error ပြောလိုက်ရင်ကျွန်တော်တို့ error ကိုသိရဆိုကိုယ်လည်းကြရင်ထိမ့်သိမ်းလို့ရတယ်ဗျာကျွန်တော်ဆိုကားဝယ်တိုင်းဆိုင်ကဝယ်တိုင်းအဲ့လိုမျိုးပဲထိမ့်သိမ်းနေအဲ့တော့ကျွန်တော်လက်ထက်မှာကားတွေဆိုင်ကတွေကကြာခန့်နေကျွန်တော်ဆို engine wine တွေကားတွေဆိုင်ကတွေ engine wine ကို3000တစ်ခါ4000တစ်ခါကျွန်တော်လဲပလိုက်ပြီးရှုပ်လို့အဓိကကိုကားကိုကောင်းစေချင်တာဗျာဒီမှာကိုကားတစ်စီးပဲဖြစ်ဖြစ်ဆိုင်ကပဲဖြစ်ဖြစ်ဈေးကရာချီပြီးတော့ထောင်ချီပြီးတော့ဝယ်ထားရတာဗျာကိုက engine wine လေးတွေဘာလေးတွေကလဲရတာမှလုံအောင်ကုန်2သိန်း3သိန်းပေါ့2သိန်း3သိန်းနဲ့ကျွန်တော်တို့ကဒီ engine အလုံးလိုက်ကြီးမလဲသင့်ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကိုက GSX ပဲဝယ်ပဲဘေးမဲ့ဝယ်ဟို maintenance တွေတခြားလုပ်ပါလို့ပြောချင်ပါတယ်အဲ့တော့ GSX ကတော့ခုနကအကြောင်းကတော့ဒါပါပဲအရင် trade တော့မရှိဘူးအတိအကျသိချင်တော့လဲပုံထုံးစံအတိုင်းပဲပေါ့ကျွန်တော်ဗီဒီယိုရှည်တွေလုပ်ပေးမယ်အဲ့တော့ကျေးဇူးပါ